ကဲဟုတ်ပြီဒီနေ့ကျွန်တော်တို့နောက်ကွယ်ကနေပန့်ပိုးပေးနေတဲ့ကျွန်တော်တို့ရဲ့ဂီတမူ အခုပွဲအတွက် ကိုယ်အတွက် တချင်းတွေအများကြီးရေးပေးနေတဲ့ကျွန်တော်တို့ရဲ့လင်္ကာဒီပဂီတမူဦးရအောင်အိမ်ကိုရောက်နေတာပါဦးရအောင်အိမ်မှာအခုဝက်လက်လေးတစ်ပုတ်ပကူးပွဲအတွက်ပေါ့လေပကူးပွဲအတွက်ရမပူနဲ့ပြီးကျွန်တော်တို့နှစ်ယောက်အဖြတ်ခံရမှာဖြတ်ခံပြီးတော့သူတင်မှာ တိတိနဲ့ တိတိနဲ့အဲ့တော့ဝက်လက်လေးတစ်ပုတ်ရတာလို့အဲ့ဒါလေးကျွန်တော်တို့နည်းနည်းလေး ကျူးဆိုမယ်နော်တစ်ခါချက်တာဘကူပွဲ နဲဆိုကြည့်မယ်နားထောင်ကြည့်မယ်ပေါ့โอเค ကြံလေး ကဲကျွန်တော်တို့ပကူးပွဲကြရင်အားလုံးကမိုးမိုးလေးပဲကြက်ထားရုံပဲเนาะအဲ့တော့ပကူးပွဲမှာဒါလေးစဆိုမယ်အားလုံးကျေးဇူးတင်ပါတယ်အခုမော်ဘီသွားပါတော့မယ်မော်ဘီမသွားခင်ပေါ့နော်တတာ